အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဗီဒီယိုလေးရဲ့မှာဗာလေးကိုဆွေးနွေးပြောပြခြင်းလဲဆိုတော့ဘောလီချုပ်တဲ့ပိတ်တွေအကြောင်းပေါ့နော်ကျမကိုမေးကြရဲ့ဘောလီချုပ်ရင်ဆရာမပေါ့နော်ဘယ်လိုပိတ်နဲ့ချုပ်ရမလဲဘယ်လိုပိတ်လေးကအကောင်းလဲပေါ့နော်အဲ့လိုမျိုးမေးရသူတွေများတယ်အဲ့တော့များသောအားဖြင့်တော့ကျမတို့ပုံမှန်ဘောလီချုပ်တယ်ဆိုလို့ရှိရင်ရင်ကလေးကသုံးလာနေကြဘုံမတထွန်ပေါ့နော်ဘိုးမပိတ်ကိုသုံးတာများတယ်ပေါ့နော်စကိတ်သားလေးခေါ်တယ်ဆိုင်တော်တော်များတော့ဆိုင်တော်တော်များမှာကျမတို့ကဘိုးမပိတ်လို့ပြောလဲဒီပိတ်စာပဲထုတ်ပေးရများတယ်စကိတ်သားလို့ပြောလဲအဲ့လိုပိတ်စာပဲထုတ်ပေးရများတယ်သူတို့ကလေအခေါ်ဝေါ်ကဘာနေနေရောင်းချင်လို့တူတူထုတ်ပေးရလားတကယ်ပဲမတူရလားတော့မသိဘူးပေါ့နော်အသားလေးရဒါပေမဲ့ဘိုးမတထွန်ဆိုရင်တော့ဆိုင်ပေါ်မူတည်ပြီးတော့သူကအသားအမျိုးမျိုးပဲလာတယ်အမျိုးမျိုးပဲလာပဲဒါပေမဲ့သူတို့ရဲ့အနီးဆက်ဆုံးတူတဲ့အရာကကြတော့နည်းနည်းလေးပိတ်စာကကော့ပါတယ်နည်းနည်းလေးတောင်းလေးပေါ့နော်အဲကြတော့ဒီ body ခုမှစချုပ်တဲ့ beginner တွေအနေနဲ့ကြတော့ဒီလိုမျိုးပိတ်တွေပေါ့နော်ကော်တင်ထားတယ်နည်းနည်းတောင်းလေးဘူမသားတို့ skate သားတို့ခေါ်အမျိုးမျိုးပေါ့နော်အဲ့လိုမျိုးအသားကိုပို့ပြီးတော့အသုံးပြုတင်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့အားသာချက်ကကြတော့သူကရေလျှော်ပြီးဝဝချင်းမရင်ပဲကျမတို့ရေတစ်ခါနှစ်ခါချလိုက်ရင်ပဲတော်တော်အဆင်ပြေတယ်အသားလေးကပျော့သွားရပေါ့နော်ကျမတို့မချုပ်ခင်ကော်တင်ထားတဲ့တောင်းကြီးမဟုတ်ဘဲနဲ့ဒီအစားလေးပေါ့နော်ချုပ်ပြီးရဲ့အချိန်နောက်ပိုင်းရေလျှော်ပြီးရဲ့အချိန်မှာဆိုလို့ရှိရင်တော်လေးဝလို့ကောင်းတယ်နှစ်တော်ကြာထိကျမဆို3-4နှစ်ထိဝတ်တယ်ပေါ့နော်သူအသားပေါ်မူတည်ပြီးတချို့အသားတော့3-4နှစ်ကြာရင်နည်းနည်းတော့ပြဲလာရှိတချို့လည်းမပြဲဘူးပေါ့နော်အဲ့လိုမျိုးလေးဝေးရတာအတော်လေးအဆင်ပြေရဲ့ဒါ3-4နှစ်ဆိုတာကျမနေတိုင်းဝတ်နေလို့ပေါ့နော်ကိုဝတ်တဲ့အချိန်ကြီးအတွက်ပေါ်လဲမူတည်မှာပေါ့အတော်လေးအဆင်ပြေရဲ့ဈေးနှုန်းအဖြစ်လဲအတော်လေးအဆင်ပြေရဲ့တကိုက်ကိုဝယ်တဲ့ဆိုင်တွေပေါ်မူတည်ပြီးတော့လက်လီလက်ကားပေါ်မူတည်ပြီးတော့2500နေပြီးတော့ကျမတို့3000ကျော်ပေါ့နော်ဝင်းကျင်ဒီဈေးနှုန်းလေးနဲ့ကျမတို့ရရဲပေါ့နော်2000ကတော့တချို့ဂိုက်ကိုရာချီယူမှရတာပါเนาะကျမတို့ဟိုလက်လီဝယ်မယ်ဆိုလို့ရှိရင်တော့3500 3000အလောက်ပေးဝယ်ရတဲ့အစာတွေပေါ့เนาะနောက်ထပ်သုံးလို့ရတဲ့အစာတွေကကြတော့မဟုတ်ကျမကဝတ်တဲ့ခါကျရင်အသားနာမှာကြောက်လို့ဒီထက်ပိုကောင်းတဲ့ပိုအသားနူးရဲ့အေးရဲ့အစာတွေမှာကိုင်းကျင်တာဆိုလို့ရှိရင်ဒါလေးပေါ့เนาะဒါလီနင်ကြောင်ချစ်လို့တော့ဆိုင်ရပြောရပါတော့သူကဒီလိုအစင်းလေးတွေအချစ်ကလေးတွေပါတယ်အသားတော့လီနင်ပါပဲเนาะအဲ့လိုအသားမျိုးလေးသူကဟိုဒါလေးရဆိုတာ3 rifle ပေါ့နော် rifle ကတော့သူလည်းပြော့ရအေးရချောရကောင်းတယ်သူကတော့ပိုချောရပေါ့နော်သူကဒုတိယမြောက်ချောရဒါပေမဲ့ကင်တဲ့ခါကြလို့ရှိရင်ဟိုအသားမနာဘူးဒီကောင်ဆိုလို့ရှိရင်အသားတော်တော်မနာဘူးဈေးတန်းကတော့တူတူပဲဒီကောင်ဈေးရောဒီကောင်ဈေးရောဈေးရလည်းပဲတူလောက်ရှိရယ်စိုင်းနေပေါ်မူတည်ပြီးတော့ကျွန်မလက်လီဝယ်တဲ့အနေထားရဆိုလို့ရှိရင်9000ပေါ့နော်ဝင်းကျင်တော့တကိုက်ကိုပြီးဝယ်ရရပေါ့နော်အဲ့တော့ဒီကောင်လေးကကျတော့ကြောင်ချစ်လေးတွေအစင်းလေးတွေပါတယ်သူ့မှာကာလာရလည်းအတော်လှရပေါ့နော်သူကတော့နည်းနည်းပို့ပြီးတော့အသားနာမှာကြောက်တဲ့သူတွေပေါ့နော်အသားပွန်းတာတော်တော်မခံနိုင်ဘူးဝပြီးအစီအရမ်းများတယ်ပေါ့ပါပဲဟိုအသားနာမှာအရမ်းကြောက်တယ်ပတ်စံဘလောက်ပေးရပိစာကိုအကောင်းဆုံးပဲသုံးဆိုရလူဆိုလို့ရှိရင်ကျမကဒီလိုအစာမျိုးတွေပေးပြီးတော့ချုပ်လို့ရတယ်เนาะဒီမှာ3 rifle ပေါ့နော် rifle သားကန်လို့ရတယ်ဒီလိုမျိုးလီနင်းကြောင်ချစ်ပေါ့နော်အဲ့လိုအစင်းကြောင်လေးပါတယ်ဒီလိုအသားလေးတွေကင်လို့ရပါတယ်ဒါပေမဲ့တခုရှိရကကိုကဒီ body ချုပ်တဲ့ဟာတော်တော်ကျွန်းကျင်ချုပ်တက်ပြီး pro level ဖြစ်ပြီဆိုရင်တော့ဒီအစတွေကိုကင်လို့ရတယ်ဘာလို့ဆိုတော့ဒီအစရအရန်ချောတယ်ကင်တဲ့ခါကြလို့ရှိရင်အတော်လေးဂယူးဆိုင်ပြီးတော့ကန်ရရပေါ့နော်ဒီမှာဆိုရင်ကျမဒါ3 rifle အသားနဲ့ customer တောင်းဆိုချက်အရချုပ်ပေးရတကယ်ဆိုကျမဒီအသားလုံးဝမကန်ပြီးမချုပ်ပေးခြင်းပေါ့နော်ဘာလို့လဲဆိုတော့အရန်ကိုကညာစစ်ပြီးကန်ရရအရန်ချောထွက်နေပေါ့နော်ကန်လေးနဲ့ကိုချောထွက်နေပိတ်ညှက်စင်မှာလည်းညှက်လို့မကောင်းချုပ်တဲ့ချိန်မှာလည်းချုပ်လို့ကအသိမကောင်းပေါ့နော်ကိုကျိုးအနေနဲ့အောင်မှကျမဒီကြောင်ချစ်ကအသားကိုယူသုံးထားရဲ့သူ့အသားနဲ့သူပြန်ကုတ်ဖို့ဆိုလို့ရှိရင်ကိုကျိုးကကန်ရတာလက်ထဲမှာချောထွက်နေရောဘလို့မှမကောင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဒါကတော့ဟိုပိတ်စာတွေပေါ့နော်ကိုဝစ်ချင်တဲ့အနေထားပေါ်မူတည်ပြီးတော့ပိတ်စာကိုဝယ်လို့ရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့လည်းပိတ်စာတွေကိုရွေးချယ်ပြီးတော့သုံးစေခြင်းနဲ့ပိတ်စာတိုင်းမှာသူ့ရဲ့အားသာချက်အားနည်းချက်အမျိုးမျိုးရှိပြီးသားပေါ့နော်ဒီ3 rifle အသားဆိုရင်တော့ rifle အသားအသီးရဲ့အတိုင်းဘူးသီးလုံးဝမထားဘူးအသားအေးတယ်ပြီးတော့လေးပါရအောင်မထင်ရဘူးအရန် weight ပေါ့ light weight ဖြစ်တယ်ပေါ့နော်ဘူးသီးမထားဘူးပြီးတော့ color လည်းပဲဝတ်တာကြတဲ့ခါကျလို့ရှိရင်အဖြူရောင် color chain သွားတယ်မရှိဘူးဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဈေးကြီးရယ်ပြီးလို့ရှိရင်ကျမတို့ကန်ရတာအရန်ခတ်တယ်လက်ဝင်တယ်ပေါ့နော်ချုပ်တဲ့ခါကျလို့ရှိရင်လည်းပဲကျမတို့ဒါအုံပြော့ပေါ့နော်တကယ်လို့ကိုကဖော့တယ်ချုပ်ခဲ့ဆိုလို့ရှိရင်လည်းပဲဒီ
ဒီအလှအုပ်အလွာမှာကော်ပိတ်တစ်ထပ်သေးကတ်တာတော့မှတိတ်ပြီးတော့အစင်မပြေခြင်းဘူးတော်တော်ကိုကညာစစ်တယ်ကန်ရရပေါ့နော်အဲ့တော့ကော်ပိတ်နှစ်ထပ်လောက်ကတ်ပြီးတော့ချုပ်တာမျိုးပေါ့နော်အဲ့ဒါလေးဆိုပို့အဆင်ပြေမယ်ဒါကတော့အလှအုပ်လွာမှာချုပ်ရမယ့်အနေထားနော်အလွာတိုင်းကိုကတ်ဖို့ဆိုလိုတာမဟုတ်ပါဘူးနော်အဲ့တော့ကိုကဈေးအသားမနာဘူးပေါ့နော်အတော်လေးကိုပိတ်စကောင်းတာလေးလည်းကိုင်းခြင်းနဲ့ဒါပေမဲ့လက်ကလည်းတိတ်မနိုင်ဘူးဆိုလို့ရှိရင်ဒီလီနီကြောင်ချစ်လေးကိုကိုင်းပေါ့နော်သူကတော့အနံလုံးဖြစ်တော့အထည်လည်းပို့ပြီးတော့ထွက်တယ်ပြီးလို့ရှိရင်လက်ကင်ရလည်းပို့အဆင်ပြေရောပြီးတော့ဝတ်တဲ့သူတို့လည်းအသားလုံးဝမနာဘူးဘူးဒီမထဘူးအယောင်မကျဘူးအကြတော့ကျမအနေနဲ့ဒီလီနီကြောင်ချစ်ကိုပို့ပြီးတော့သဘောကျရပေါ့နော်ဒါဒီကောင်ကကျတော့လည်းဈေးကတော့လီနီကြောင်ချစ်နဲ့တူတူပဲနော်3 rifle อ่ะဒါပေမဲ့တခုရှိရ तू ကအနံလုံးမဟုတ်ပုံမှန်အနံလေးဖြစ်နေရောပို့ပြီးတော့တစ်ထည်ထွက်အထည်ထွက်နှုံးကကြောင့်နည်းနည်းပိုနေရပါတော့ဒီကောင်လေးကကြတော့ကျမတို့ဝတ်လို့လည်းကောင်းတယ်ဈေးအတန်ဖိုးအဖြစ်လည်းဈေးတင်တယ်အဲ့တော့ချုပ်ခအများကြီးမယူချင်တဲ့လူတွေဆိုလို့ရှိရင်ဒီလိုမျိုးလေးကိုင်းကျမကိုယ်တိုင်လည်းဒီဟာနဲ့ပဲ daily ချုပ်ဝတ်တာပေါ့နော်ကျန်တာရတော့ customer တောင်းဆိုမှချုပ်ပေးတာကျမကျတော့ဒီအသားပဲဘုံမပဲဒါတော့ကိုယ်ကြိုက်တဲ့ကိုပေါ့နော်ကိုယ်ကြိုက်တဲ့အသားပေါ်မူတည်ပြီးတော့ချုပ်ဝတ်လို့ရပါတယ်အဲ့တော့အဖြူချင်းတူပေမဲ့ပိတ်စအမျိုးမျိုးဘောလီချုပ်တဲ့ခါမှာသုံးလို့ရကြောင်းလေးကိုဒီဗီဒီယိုမှာလာပြီးတော့ရှင်းပြပေးရပါဆုံးထိကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်